Hello အားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာတမ်းမြစနေစကြီးရရောက်ဖျားကနေပြီးပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကွန်ကရစ်ကတာလေးကိုအဆက်ဆောက်လုပ်ရကနေပြီးတော့လာရောက်ဝယ်ပေးသွားပဲဖြစ်ပါရဲ့ရှင်ဒီတွဲလဲမှာဆိုရင်တော့ကွန်ကရစ်ကတာလေးပါမယ်နောက်ပြီးကြတော့73កောင်ကာဝိုင်အင်ဂျင်လေးပါမယ်နောက်ပြီးကြတော့16လက်မကာဘိုက်လေးတစ်ခုပါပါမယ်ရှင်လာရောက်ဝယ်ပေးသွားတဲ့အသုံးလုံးဆောင်လုပ်ရကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရဲ့ရှင်ဆက်လီကိုတော့ဖုန်းနဲ့ဆက်သွယ်ပြီးတော့မှာရွာပေးသွားပဲဖြစ်ပါရဲ့ရှင်။ဒီအရာလေးကတော့ engine wide ဓာတ်ဆီထည့်ပြီးတော့စမ်းပြပေးရပဲဖြစ်ပါရဲ့ရှင်။အခုလိုမျိုးဖုန်းနဲ့ဆက်သွယ်မှာယူခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်3995888811နဲ့399511နဲ့669လေးတို့ကိုဆက်သွယ်မိမြန်ပြီးတော့မှာရွာပေးနိုင်ပါရဲ့ရှင်။မီးဆက်တွေအပြင်ခုလိုမျိုးဆောင်းလုံလုပ်ငန်းသုံးဆက်တွေကိုပါဆုံးလေးစွာရောက်ချပေးနေရမို့လို့အခုပဲလာရောက်ဝယ်ပြပေးလိုက်ကြပါတော့နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်။